American ဗဟိုတရားရုံးမှ American နိုင်ငံတော်ဝန်စားနပ်ရိက္ခာကူညီထောက်ပံ့ပေးမှုခက်တရဆိုင်သောအမိန့်ကို2025 17လပိုင်း17ရက်နေ့မှာတက်တန်းထပ်မံတိုးလိုက်ပါတယ်။ပုံမှန်အားဖြင့် SNAP အစီအစဉ်ရဲ့တစ်လကုန်ကျစရိတ်ဟာ9ဘီလီယံနီးပါးဖြစ်ပြီးယခုကဒေါ်နယ်ထရန့်ဦးဆောင်တဲ့အစိုးရမှ4ဘီလီယံကိုခက်တဆိုင်ငံ့ထားခြင်းဖြစ်ပါတယ်။ American နိုင်ငံသား42တန်းနီးပါးဟာစားနပ်ရိက္ခာကူညီထောက်ပံ့ပေးမှုအပေါ်မိခိုနေကြရပြီးထောက်ပံ့မှုအစီအစဉ်စတင်လှုပ်ဆောင်တဲ့တက်တန်းတစ်လျှောက်ပထမဆုံးအကြိမ်ထောက်ပံ့မှုခက်တရဆိုင်ခြင်းဖြစ်ပါတယ်။ American နိုင်ငံတော်ဝန်စားနပ်ရိက္ခာထောက်ပံ့ရေး Food Stamp Program အစီအစဉ်ဟာကမ္ဘာတော်ဝန်စီးပွားပြက်ကက်ဖြစ်ကအလုပ်လက်မဲ့များပြားခဲ့တဲ့အချိန်1939ခုနှစ်ကနေ1943ခုနှစ်အထိပထမအကြိမ်1962ခုနှစ်တွင် Pilot Program နာမည်ဖြင့်ဒုတိယအကြိမ်နဲ့1964ခုနှစ်မှာထောက်ပံ့ရေးအစီအစဉ်ကိုအမြဲတမ်းအစီအစဉ်ဖြစ်တရားဝင်ဥပဒေအဖြစ်လက်မှတ်ရေးထိုးပြီး1984ခုနှစ်မှာစတင်အကောင့်ထဲပေါ်လှုပ်ဆောင်ခဲ့ပါတယ်။2008ခုနှစ်မှာတော့ SNAP Supplemental Nutrition Assistance Program အဖြစ်နာမည်ပြောင်းလဲခဲ့ပြီးစားနပ်ရိက္ခာထောက်ပံ့ရေးအစီအစဉ်ကိုဆက်လက်လှုပ်ဆောင်ခဲ့ပါတယ်။